အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ AHM ဒူဒီ channel ကနေပြီးတော့ကိုမင်းများအားလုံးကိုနှုတ်ထွေးစွာကြိုဆိုလိုက်ပါတယ်နော်ဒီဗီဒီယိုလေးကဆိုလို့ရှိရင်တော့ကျွန်တော်တို့16ရက်6လ2025ကနေပြီးတော့20ရက်6လ2025အထိကိုကျွန်တော်အနေနဲ့အတိတ်စာရက်တွေကိုစူးစီးပြီးတော့နေဆက်ပြသပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်နော်ဒါကြောင့်မလို့ကိုမတို့အနေနဲ့ကဒီဗီဒီယိုထဲမှာမိမိတို့လိုချင်တဲ့အတိတ်စာရက်တွေပါလာခဲ့တယ်ဆိုလို့ရှိရင်တော့တခါတည်း screen shot ရိုက်ပြီးတော့ယူထားပေးပါနော်တကယ်လို့ကိုမတို့လိုချင်တဲ့တိတ်စာရက်တွေကဒီဗီဒီယိုထဲမှာပါမလာခဲ့သေးဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုရဲ့ comment ထဲမှာကျွန်တော်ရဲ့ Telegram channel link ကိုချပေးထားပါတယ်အဲ့ဒီ channel လေးကိုလည်းကိုမတို့အနေနဲ့ကမ join ရသေးဘူးဆိုလို့ရှိရင်တခါတည်းတော့ရောက်ပြီးတော့ join ခဲ့ကြပါဦးလို့ပြောလိုက်ပြစီဗျာနော်။အားဖြင့်လို့ကျွန်တော်ရဲ့ channel လေးကိုသွားပြီးတော့ join ခိုင်းတာလဲဆိုလို့ရှိရင်ကိုမတို့အနေနဲ့ကကျွန်တော်ရဲ့ Telegram channel လေးကိုတော့ရောက်ပြီးတော့ join လာမယ်ဆိုလို့ရှိရင်အပတ်တိုင်းအတွက်အတိတ်စာရဲ့အစုံအနေနဲ့ပြီးလို့နောက်ပြီးလို့ရှိရင်နေတဲ့အိတ်ဆိုင်အစုံနေရောနောက်ပြီးလို့ရှိရင်နေတိုင်းကဏ္ဍတွေကိုရောပြီး issue ရမှာပဲဖြစ်ပါတယ်เนาะဒါကြောင့်မို့လို့အကူမတို့အနေနဲ့ကဒီဗီဒီယိုထဲမှာမိမိတို့လိုချင်တဲ့အတိတ်ဆိုင်တွေပါလာခဲ့တယ်ဆိုလို့ရှိရင်တော့တခါတည်း sequence shot ရိုက်ပြီးတော့ယူထားပါเนาะဟုတ်ကဲ့ဒါလေးကတော့ရွှေကုတ်ကိုကတ်ကလေးပဲဖြစ်ပါတယ်เนาะရွှေကုတ်ကိုကတ်ကိုသုံးပြပါတယ်ဆိုတဲ့အကူများအားလုံးကလည်းပဲရွှေကုတ်ကိုကတ်ရဲ့ရှေ့ဘက် channel နောက်ဘက် channel ကိုတခါတည်း sequence shot ရိုက်ပြီးတော့ယူထားပေးပါเนาะဒါလေးကတော့ကျွန်တော်တို့ဝိဇ္ဇာအောင်မှန်ကတ်ကလေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့စွမ်းလို့ပေးတဲ့စမကတ်ကလေးဖြစ်ပါတယ်เนาะဟုတ်ကဲ့ဒါလေးကတော့မှုံမျက်လုံးကတ်ကလေးဖြစ်ပါတယ်မှုံမျက်လုံးကတ်ကလေးကိုအသုံးပြုတဲ့သူများကလည်းတခါတည်း sequence shot ရိုက်ထားပါဒါကတော့ဘာမူလဲကတ်ကလေးပဲဖြစ်ပါတယ်เนาะဒီကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကွန်များအားလုံးကလည်း sequence shot ရိုက်ထားပါဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့ထိုင်းကတ်ကလေးဖြစ်ပါတယ်เนาะဒီကတ်ကလေးကိုအသုံးပြုတဲ့သူများကလည်း screen shot ရိုက်ထားပါเนาะဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ရွှေပေါက်စိန်ကတ်ဖြစ်ပါတယ်ရွှေပေါက်စိန်ကတ်ကိုအသုံးပြုပါတယ်ဆိုတဲ့အကွန်များအားလုံးကလည်းပဲရွှေပေါက်စိန်ကတ်ရဲ့ရှေ့ဘက် channel နောက်ဘက် channel ကိုတခါတည်း screen shot ရိုက်ပြီးတော့ယူထားပေးပါเนาะဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့ဘိုးတော်လေးကတ်ဖြစ်ပါတယ်ဘိုးတော်လေးကတ်ကိုအသုံးပြုတဲ့သူများကလည်းတခါတည်း screen shot ရိုက်ထားပါဟုတ်ကဲ့ဒါလေးကတော့ချန်ပီယံကတ်ဖြစ်ပါတယ်เนาะချန်ပီယံကတ်ကိုအသုံးပြုပါတယ်ဆိုတဲ့ကောင်များအားလုံးကလည်းပဲချန်ပီယံကတ်ရဲ့ရှေ့ဘက် channel နောက်ဘက် channel ကိုတခါတည်း screen shot ရိုက်ယူထားပါเนาะဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့စမရဲ့အထူးတစ်ပတ်စာကတ်ကလေးပဲဖြစ်ပါတယ်เนาะဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ရှင်တော်ကတ်ကလေးဖြစ်ပါတယ်ရှင်တော်ကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့ကောင်များအားလုံးကလည်းပဲရှင်တော်ကတ်ရဲ့ရှေ့ဘက် channel နောက်ဘက် channel ကိုတခါတည်း screen shot ရိုက်ထားပါเนาะဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ပေါက်ကျိုင်းကတ်ဖြစ်ပါတယ်เนาะပေါက်ကျိုင်းကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့ကောင်များအားလုံးကလည်းပဲပေါက်ကျိုင်းကတ်ရဲ့ရှေ့ဘက် channel နောက်ဘက် channel ကိုတခါတည်း screen shot ရိုက်ပြီးတော့ယူထားပေးပါเนาะဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ internet ကတ်ဖြစ်ပါတယ် internet ကတ်ကိုအသုံးပြုတဲ့သူများကလည်း screen shot ရိုက်ထားပါဟုတ်ကဲ့ဒါကတော့ရွှေဖလားကတ်ဖြစ်ပါတယ်เนาะရွှေဖလားကတ်ကိုအသုံးပြုတဲ့သူများကလည်းတခါတည်း screen shot ရိုက်ထားပါเนาะဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့ထိုင်းကတ်ကိုမှအသေးကတ်ကလေးပဲဖြစ်ပါတယ်เนาะဟုတ်ကဲ့ဒါလေးကတော့ဘန်ကောက်ကတ်ကလေးဖြစ်ပါတယ်ဘန်ကောက်ကတ်ကလေးကိုအသုံးပြုတဲ့သူများကလည်း screen shot ရိုက်ထားပါเนาะဒါကတော့ဦးจิตကတ်ဖြစ်ပါတယ်ဦးจิตကတ်ကိုအသုံးပြုတဲ့သူများကလည်းတခါတည်း screen shot ရိုက်ထားပါဒါလေးကတော့ကျွန်တော်တို့ကမ္ဘာဖလားအနီကတ်ကလေးပဲဖြစ်ပါတယ်เนาะဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒီပိုးကြီးကတ်ဖြစ်ပါတယ်ဒီပိုးကြီးကတ်ကိုအသုံးပြုပါတယ်ဆိုတဲ့မိတ်ဆွေများအားလုံးက screen shot ရိုက်ထားပါဒါလေးကတော့ကျွန်တော်တို့ရွှေစည်းကွက်ကတ်ဖြစ်ပါတယ်ရွှေစည်းကွက်ကတ်ကိုအသုံးပြုတဲ့သူများကလည်း screen shot ရိုက်ထားပါဒါကတော့ကျွန်တော်တို့အောင်နမိတ်ကအနီကတ်ဖြစ်ပါတယ်ဒီကတ်ကလေးကိုအသုံးပြုတဲ့သူများကလည်းတခါတည်း screen shot ရိုက်ထားပါเนาะဒါကတော့စမရဲ့အနီကတ်ကလေးပဲဖြစ်ပါတယ်เนาะသုံးပြုတဲ့သူများကတခါတည်း screen shot ရိုက်ထားပါဒါကတော့ဝိဇ္ဇာမျက်လုံးကတ်ကလေးဖြစ်ပါတယ်เนาะဝိဇ္ဇာမျက်လုံးကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကွန်များအားလုံးကလည်းပဲဝိဇ္ဇာမျက်လုံးကတ်ရဲ့ရှေ့ဘက် channel နောက်ဘက် channel ကိုတခါတည်း screen shot ရိုက်ပြီးတော့ယူထားပေးပါเนาะဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့နားဖြတ်ကတ်ကလေးဖြစ်ပါတယ်နားဖြတ်ကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကွန်များအားလုံးကလည်းပဲနားဖြတ်ကတ်ရဲ့ရှေ့ဘက် channel နောက်ဘက် channel ကိုတခါတည်း screen shot ရိုက်ထားပါเนาะဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့မဲဘုတ်ကတ်ဖြစ်ပါတယ်မဲဘုတ်ကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကွန်များအားလုံးကလည်းပဲ
မဲဘုတ်ကက်ကဲရှိပဲချမ်းနဲ့နောက်ပဲချမ်းနဲ့ကိုတခါတည်းစခွန်ရှော့ရိုက်ပြီးတော့ယူထားပြီးပါနော်ဟုတ်ကဲ့ကိုများအားလုံးပဲပေါ့နော်ကျွန်တော်ဗီဒီယိုရဲ့အစမှာပြောခဲ့သလိုပဲဒီဗီဒီယိုထဲမှာကိုမတို့လိုချင်တဲ့အတိတ်စာရတွေပါလာခဲ့တယ်ဆိုလို့ရှိရင်တော့တခါတည်းစခွန်ရှော့ရိုက်ပြီးတော့ယူထားပြီးပါနော်တကယ်လို့ကိုမတို့လိုချင်တဲ့အတိတ်စာရတွေကဒီဗီဒီယိုထဲမှာပါမလာခဲ့သေးဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုရဲ့ comment ထဲမှာကျွန်တော်ရဲ့ Telegram channel link ကိုချပေးထားပါတယ်အဲ့ဒီ channel လေးကိုလည်းအကိုမတို့အနေနဲ့ကမ join ရသေးဘူးဆိုလို့ရှိရင်တခါတည်းတော့ရောက်ပြီးတော့ join ခဲ့ကြပါအောင်လို့ပြောလိုက်ပြစီဗျာနော်။ဘာဖြစ်လို့ join ခိုင်းလာလဲဆိုလို့ရှိရင်ကိုမတို့အနေနဲ့ကကျွန်တော်ရဲ့ Telegram channel လေးကိုတော့ရောက်ပြီးတော့ join ထားမယ်ဆိုလို့ရှိရင်အပတ်တိုင်းအတွက်အတိတ်စာရဲ့အစုံလင်းနဲ့နောက်ပြီးလို့ရှိရင်နေ့တိုင်းအတိတ်စာရဲ့အစုံလင်းနဲ့နောက်ပြီးလို့ရှိရင်နေ့တိုင်းကဏ္ဍတွေကိုတော့တခါတည်း free issue ရမှာပဲဖြစ်ပါတယ်နော်။ဒါကြောင့်မလို့ကိုမတို့အနေနဲ့ကမိမိတို့လိုချင်တဲ့အတိတ်စာတွေပါလာခဲ့တယ်ဆိုလို့ရှိရင်တော့တခါတည်း screenshot ရိုက်ထားပါတကယ်လို့ပါမလာခဲ့သေးဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုရဲ့ comment နဲ့ကကျွန်တော်ရဲ့ Telegram channel လေးကိုတော့ရောက်ပြီးတော့ join ပြီးတော့ကြည့်ရှုနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုပြောလိုက်ပြစီဗျာနော်ဒါလေးကတော့ကျွန်တော်တို့ဥတီကတ်ကလေးဖြစ်ပါတယ်ဥတီကတ်ကလေးကိုအသုံးပြုတဲ့သူများကလည်း screenshot ရိုက်ထားပါနော်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့ငွေထုတ်ကတ်ကလေးဖြစ်ပါတယ်ငွေထုတ်ကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကောင်များအားလုံးကလည်းပဲငွေထုတ်ကတ်ရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်း screenshot ရိုက်ပြီးတော့ယူထားပေးပါနော်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့တထုံဆရာတော်ကတ်ကလေးဖြစ်ပါတယ်နော်တထုံဆရာတော်ကတ်နဲ့မီးလို့ဆရာတော်ကတ်ကိုအသုံးပြုပါတယ်ဆိုတဲ့အကောင်များအားလုံးကလည်းပဲတခါတည်း screenshot ရိုက်ပြီးတော့ယူထားပေးပါနော်ဒါကတော့ကျွန်တော်တို့အောင်နမိတ်ကတ်ကလေးဖြစ်ပါတယ်အောင်နမိတ်ကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကောင်များအားလုံးကလည်းပဲအောင်နမိတ်ကတ်ရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်း screenshot ရိုက်ပြီးတော့ယူထားပေးပါနော်ဒါကတော့အောင်နမိတ်ရဲ့နောက်ထပ်တကယ်ဖြစ်ပါတယ်ဒီကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကောင်များအားလုံးကလည်းပဲသူ့ရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်း screenshot ရိုက်ပြီးတော့ယူထားပေးပါနော်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့နေလာကတ်ကလေးဖြစ်ပါတယ်နေလာကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကွန်များအားလုံးကလည်းပဲနေလာကတ်ကရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်း screenshot ရိုက်ပြီးတော့ယူထားပေးပါနော်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့မိသားစုကတ်ကလေးဖြစ်ပါတယ်မိသားစုကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကွန်များအားလုံးကလည်းပဲမိသားစုကတ်ကရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်း screenshot ရိုက်ပြီးတော့ယူထားပေးပါနော်ဟုတ်ကဲ့ဒါလေးကတော့ဝါစိန်ကတ်ကလေးဖြစ်ပါတယ်ဝါစိန်ကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကွန်များအားလုံးကလည်းပဲဝါစိန်ကတ်ကရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်း screenshot ရိုက်ထားပါနော်ဟုတ်ကဲ့ဒါလေးကတော့ဦးစင်းတန်းဝင်းကတ်ကလေးဖြစ်ပါတယ်ဒီကတ်ကလေးကိုအသုံးပြုတဲ့သူများကလည်း screenshot ရိုက်ထားပါနော်ကိုများအားလုံးပဲဒီဗီဒီယို comment ထဲမှာကျွန်တော်ရဲ့ Telegram channel link ကိုချပေးထားပါတယ်အဲ့ဒီ channel လေးကိုလည်းမ join ရသေးဘူးဆိုလို့ရှိရင်ကိုမတို့အနေနဲ့ကတခါတည်းတော့ရောက်ပြီးတော့ join ခဲ့ကြပါဦးလို့ပြောလိုက်ပါစီခင်ဗျာ